မင်္ဂလာပါကျွန်တော်ရဲ့ဘွဲလက်မှတ်ကို education verification လုပ်ခဲ့တဲ့ဟာလေးကိုကျွန်တော်အသေးစိတ်လေးပြောပြပေးချင်ပါတယ်အဲ့ဒီတော့ဒီ M1 ရဲ့အတိမတ်ပြုဒီ education verification လုပ်တဲ့ဒီ agency တွေကတော့အများကြီးရှိတယ်အဲ့ဒီမှာမှကျွန်တော်လုပ်ခဲ့တာကဒီ RMI နဲ့လုပ်ခဲ့တာပေါ့နော်ကျွန်တော်တို့နဲ့လုပ်တဲ့ဟာလေးကနည်းလေးပို့ပြီးတော့အဆင်ပြေမယ်ထင်လို့ကျွန်တော်တို့နဲ့ရွေးပြီးတော့လုပ်ခဲ့တယ်အဲ့ဒါလေးကိုပဲကျွန်တော်အသေးစိတ်ကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ချီကို email ကနေသို့မဟုတ်ကျွန်တော်ဒီ WhatsApp ကနေကျွန်တော်တို့ဒီစပြီးတော့ဆက်သွယ်တယ်ပေါ့နော်ဒီ education verification လုပ်ရှင်တဲ့အကြောင်းကိုကျွန်တော်စပြီးဆက်သွယ်တော့တို့ကကျွန်တော် WhatsApp ကနေပြီးတော့ဒီ file နှစ် file ပို့ပေးလိုက်တယ် PDF file နှစ် fileတစ်ဖိုင်ကကျတော့ဒီနမူနာပုံစံနောက်တစ်ခုကကျတော့ကိုတကယ်ဖြစ်ရမယ့်ပုံစံပေါ့နော်အဲ့ဒါလေးကိုသူတို့ကကျွန်တော်ပို့ပေးလိုက်တယ်အဲ့ဒါလေးပို့ပြီးတော့ကိုလက်ထဲရောက်ပြီဆိုတော့စပြီးတော့ကိုပြင်ဆင်ပြီးတော့သူတို့ရှိစပြီးတော့ submit လုပ်လို့ရပြီပေါ့နော်အဲ့ဒီတော့ပထမဦးဆုံးလုပ်ရမယ့်ဟာလေးတွေကျွန်တော်ပြောပြပေးမယ်အဲ့ဒီတော့ကျွန်တော်တို့က okay ဒါတွေကအောက်မှာတစ်စင်းရှင်းမှာဖြစ်တဲ့အတွက်ဒါကိုကြော်လိုက်တော့မယ်အဲ့ဒီတော့ဒီနေရာမှာနှစ်ခုစဉ်းစားဖို့ပေါ်လာတယ်အဲ့ဒီတော့သူတို့ကဒီမှာနှစ်ခုပေးထားတယ်ဗျာဒီ education verification ရယ်နောက်တစ်ခုကကျတော့ accreditation status verification ဆိုပြီးတော့သူကနှစ်ခုပေးထားတယ်အဲ့ဒီအဓိပ္ပာယ်ကကျွန်တော်တို့အလွယ်ကူဆုံးပြောရရင်တော့ကျွန်တော်ကကျတော့တောင်ငူတက်သူကကြောင်းပြီးထားတာတောင်ငူတက်သူကကြောင်းပြီးထားတာရယ်ပြီးတော့ကျွန်တော်ရထားတဲ့ဘွဲကလည်းဒီဘွဲလက်မမှာလည်းတောင်ငူတက်သူလိုပဲပါတယ်ကျွန်တော်ကြောင်းပြီးထားလိုက်တောင်ငူတက်သူပဲအဲ့လိုဆိုတော့ကျွန်တော်တို့ကကြတော့နာမည်ကျောင်းနာမည်နဲ့ဘွဲယူထားတဲ့ဒီဘွဲလက်မှတ်မှာပါတဲ့နာမည်เนี่ยတခုတည်းဖြစ်နေတယ်ပေါ့နော်တခုတည်းဖြစ်နေတဲ့အတွက်ကျွန်တော်ကကျတော့ဒီအောက်ကဒီ accreditation status verification ကိုလုပ်ဖို့မလိုဘူးလို့ကျွန်တော်ထင်တဲ့အတွက်ကျွန်တော်ကတော့အဲ့လိုမျိုးလုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒါကိုကကျတော့သူတို့သတ်မှတ်တဲ့တမတ်ပုံကကြတော့အဲ့လိုမဟုတ်ဘူးဒီမှာကြတော့တချို့ကလေးတွေကကြတော့ဒီအဓိက engineer တွေပေါ့နော် engineer တွေကကြတော့ဒါကိုလောက်ကြတယ်ဥပမာနေကျောင်းမှာတက်တဲ့ဒီနေကျောင်း TU တွေမှာတက်တဲ့ဒီ engineer ကျောင်းဆင်းတွေကကြတော့သူတို့BE ဘွဲကိုကြတော့ပေးတဲ့ကြောင်းကြတော့ဒီသူတို့ကတက်တာတော့ဟိုမှာပဲတက်နေကြောင်းမှာပဲ BE ပေးတဲ့ဒီတက်ဒါပေမဲ့ဘွဲလက်မှတ်ကကြတော့အဲ့လိုမျိုးဒီမန္တလေး TU တို့ဘာတော့အဲ့လိုမျိုးနာမည်မတူတဲ့ဟာမျိုးတွေဖြစ်သွားတယ်လို့ပြောတယ်တချို့ကလေးတွေပေါ့နော်အဲ့လိုကလေးတွေကကြတော့ဘွဲလက်မှတ်နဲ့ကိုတက်ခဲ့တဲ့ကြောင်းတွေကကြတော့ဒီ M1 form ဖြည့်တဲ့ aspect 6တဲ့အချိန်ကျရင် form ဖြည့်တယ်ဗျာ form ဖြည့်တဲ့အချိန်ကျရင်ကျွန်တော်တို့ကကြောင်းနာမည်ရေးပေးရတယ်လေအဲ့ဒီအချိန်မှာဘွဲလက်မှတ်နဲ့ပြန်တိုက်စစ်ကြည့်လိုက်တော့ဘွဲလက်မှတ်ရဲ့မှာပါတဲ့ဒီကျောင်းနာမည်နဲ့ကျွန်တော်တို့ဟိုးစာနေကတကယ်ဖောင်ဖြည့်ထားတဲ့ကျောင်းနာမည်နဲ့မတူဘူးဖြစ်နေတယ်ကျွန်တော်မြန်မာနိုင်ငံမှာတော့သဘောပေါက်တယ်ဗျာတချို့နိုင်ငံတွေမှာကျတော့စာလုံးမှာကျတော့အဲ့ဒါတွေကသူတို့ကပြန်ပြီးတော့ဒီ verify ပြန်လုပ်တဲ့အစိတ်မျိုးတွေတစ်ခါကျရင်ဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့လူမျိုးတွေကျတော့ဒီဟာကိုဒီ accreditation status verification ကိုသူတို့ကတစ်ခါတည်းလှုပ်ထားလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဒီနာမည်နှစ်ခုဖြစ်နေတဲ့လူမျိုးတွေဆိုရင်တော့ဒါကိုလှုပ်ကြတယ်လို့ပြောတယ်ကလေးတွေပေါ့နော်လှုပ်ထားတဲ့ကလေးတွေကျွန်တော်ကကျတော့ကျောင်းနာမည်နဲ့တစ်ခုတည်းဖြစ်ထားတဲ့ကျွန်တော်တော့မလုပ်ဘူးဒါပေမဲ့သူတို့ကဒါကတော့ကျွန်တော်တို့အယူဆပေါ့နော်ကျွန်တော်တို့ကအဲ့တိုင်းသတ်မှတ်ပြီးတော့လုံးတင်မလုံးတင်ကိုယ့်အကိုစဉ်းစားတယ်ဒါပေမဲ့သူတို့ကကြတော့ဒီ RMI ကကြတော့သူတို့ကတော့လှုပ်စေခြင်းတဲ့သဘောမျိုးအနေနဲ့သူတို့ကဘယ်လိုသတ်မှတ်ထားလဲဆိုတော့ဒီမှာသူတို့ကဒီလိုမျိုးလေးသူတို့ကသတ်မှတ်ထားတယ်ဗျာသူတို့ကကြတော့အရင်တော့ကကြတော့ဒီ M1 website မှာကျွန်တော်တို့ aspect ရဲ့ကိုယ့်ရဲ့ဒီaspect ကိုက aspect ရှောက်မယ်ဆိုရင်ကြာလိုက်ဒါapprove ဖြစ်နိုင်လားapprove မဖြစ်နိုင်ဘူးလားဆိုတော့စစ်တဲ့ကျွန်တော်တို့ပါလဲဒါ link လေးရှိတယ်ဗျအဲ့ဒီ link လေးတော့ဆိုရင်ကျွန်တော်ရဲ့အကြောင်းတွေကဒီသူတို့ M1 drop down list ထဲမှာပါလားမပါလားဆိုတော့ကျွန်တော်စစ်လို့ရတယ်အခုကကျွန်တော်စစ်လို့မရတဲ့အတွက်ကျွန်တော်တို့ကဒါကကျွန်တော်တို့ကဟိုပုံတည်ပြောလို့မရဘူးဖြစ်နေတယ်ဥပမာသူကဗျာ M1 drop down list ထဲမှာပါတယ်ဆိုရင်တော့ဒီ education verification တစ်ခုတည်းနဲ့တင်အဆင်ပြေတယ်အကဲ M1 ရဲ့ဒီ drop down list ထဲမှာမပါဘူးဆိုရင်တော့ဒီအဲ့ဒီအကြောင်းကိုပါအတိမတ်ပြုတယ်ဆိုတော့ဟာကိုလှုပ်တင်နေဆိုပြီးတော့ RMI ကတော့ပြောထားတယ်ဒါပေမဲ့ကျွန်တော်တို့ကကျတော့ခုနလိုမျိုးကျောင်းနာမည်နဲ့မတူခဲ့မှသာကျွန်တော်ကလှုပ်တင်တယ်လို့တော့ထင်တယ်အကဲလှုပ်ရှင်တယ်ဆိုလဲလှုပ်လိုက်ပေါ့နော်လှုပ်ထားရင်တော့ပိုကောင်းတာပေါ့နော်လိုအပ်လာတဲ့အခါမျိုးဆိုရင်တော့လှုပ်ထားရင်တော့ပိုကောင်းတာပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒီနှစ်ခုစာကုန်ပါပေါ့နော်68ချက်10ပြားစီနှစ်ခုစာကုန်သွားပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်တော့တစ်ခုပဲလှုပ်လိုက်တယ်တချို့လူတွေကတော့အဲ့လိုမျိုးကျောင်းနာမည်မတူတဲ့လူတွေကနှစ်ခုလှုပ်ကြတယ်ဒါတော့ထားပါတော့နော်โอเคဒါဆိုရင်တော့ဒါလေးကိုသဘောပေါက်သွားပြီအဲ့ဒါဆိုကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့လိုအပ်တဲ့ဟာက passport လိုမယ်နောက်တစ်ခုကကျွန်တော်တို့ဒီဟိုဟာလိုမယ်ကျွန်တော်တို့ရဲ့ဘွဲလက်မှတ်မူရင်းကို scan ဖတ်ထားတဲ့ဟာလိုမယ်ပြီးတော့ notary ပြန်ထားတဲ့ဟာလိုမယ်โอเคအဲ့ဒီ၃ခုဆိုကျွန်တော်တို့ရပြီအဲ့ဒါရပြီဆိုရင်ကျွန်တော်တို့ကအကဲ passport မရှိတဲ့သူတွေဆိုရင်တော့ဒီဟိုမှတ်ပုံတင်နဲ့လောက်ကြတယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါကြောင့်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော် passport ရှိမှလောက်တာတော့ဒီစင်ကာပူဆိုရင်တော့
passport ရှိမှလောက်တာတော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့တော့ passport အရင်လိုအပ်တာပေါ့နော် okay အဲ့ဒါဆိုရင်တော့ရပြီဆိုရင်ကျွန်တော်တို့ကမြန်မာပြည်ဆိုရင်တော့2ပတ်လောက်တော့ကြာတယ်ဒါပေမဲ့တကယ်တမ်းကျတော့1လလောက်ထိကြာတတ်ပါတယ်နော်လက်ရှိအနေထားပေါ့နော်အဲ့ဒီတော့ဒီမှာကျတော့ဒါ individual အနေနဲ့ကျွန်တော်ကသူကဒီမှာ type နှစ်မျိုးရှိတယ် individual ရဲ့ company ကလုပ်ပေးတဲ့သဘောမျိုးပဲပေါ့နော်ဒီကောင်က individual ဖြစ်တဲ့ quant ကို submit လုပ်တာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာ form ဖြည့်တဲ့အခါကျရင်first name မှာပဲကိုယ့်ရဲ့ total full name တစ်ခုလုံးဖြည့်ပါ last name ကိုကျွန်တော်တို့ထားခဲ့လိုက်ပါOkay လိပ်စာကတော့ကိုယ့်ရဲ့ email လိပ်စာဖုန်းနံပါတ်ကစာလုံးဆိုလဲစာလုံးဖုန်းနံပါတ်မြန်မာပြည်ဆိုလဲမြန်မာပြည်ဖုန်းနံပါတ်မြန်မာပြည်လိပ်စာဆိုလဲမြန်မာပြည်လိပ်စာသူကရတယ်ပြဿနာမရှိ you are not in Singapore now ကိုယ့်ရဲ့ country လက်ရှိ current country လိပ်စာကိုထည့်ဖို့တော့သူကဒီမှာပြောထားပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီလိပ်စာပေးလင်းကျွန်တော်တို့ဒီ day ထည့်ရမယ်ဟာရပြီပေါ့နော်ရပြီဆိုရင်ကျွန်တော်ဒီနေရာမှာစာပြီးရွေးရမယ်ကျွန်တော်ခုနရှင်းပြသလိုပဲကိုနှစ်ခုလုံးလုပ်ချင်တယ်ဆိုရင်တော့နှစ်ခုလုံး tick ပေးလိုက်ကိုကတစ်ခုပဲလုပ်ချင်တော့ဒီတစ်ခုတည်း tick ပေးပြီးတော့ဒီဆက်ပြီးသွားလို့ရပါတယ်။ဒါ payment မှာကြတော့ okay ကိုက credit card နဲ့ရှင်းပါလား pay now နဲ့ရှင်းပါလား pay now နဲ့ရှင်းမယ်ဆိုရင်တော့နောက်ဆုံးပတ်စံ pay now ဆိုတဲ့ဟာလေး status ကိုရောက်ပြီဆိုတော့သူက pay now QR code လေးပေးလိုက်မယ်အဲ့ဒါလေးကို QR code လေး scan ဖတ်ပြီးတော့ပတ်စံရှင်းနိုင်အောင်မယ်မြန်မာပြည်ကသူတွေကလည်းအဲ့ဒီအဆင့်ကိုရောက်တယ်ဆိုရင် QR code ကိုကမြန်မာပြည်ကတရိုက်ပေးလို့မရဘူးဆိုရင်ကိုယ့်ရဲ့စင်ကာပူမှာရှိတဲ့တငယ်ချင်းတယောက်ကိုကူညီတောင်းပြီးတော့သူ့ကို pay now လေးနဲ့ပတ်စံရှင်းခိုင်းလိုက်ပါသို့မဟုတ်သူ့ရဲ့ဘဏ်ကတ်နဲ့သုံးချင်တယ်ဆိုတော့သူ့ရဲ့ဘဏ်ကတ်ပေါ့နော်ဘဏ်ကတ်ကတော့တောင်းကတော့ပေးတော့မှာမဟုတ်ဘူး pay now ဆိုရင်တော့အဆင်ပြေတယ် pay now နဲ့ပေးသုံးလိုက်တယ်ဆိုပြီးဆိုတာနဲ့သူ့ကိုပြီးမှကိုယ်ကပတ်စံပြန်ပေးလိုက်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်လက်ရှိမှာတော့ pay now ကတော့အဆင်ပြေဆုံးပါပဲပြီးရင်ကိုယ့်ရဲ့လက်မှတ်ဒီမှာထိုးရမယ်အဲ့ဒါပြီးသွားပတ်စံသူကသူတို့ရှိပတ်စံဝင်သွားပြီဆိုတာမှသူတို့ရှိ submission အတွက်ကိုသူတို့ကစပြီးတော့လုပ်လို့ရမှာပေါ့နော်ပတ်စံရင်တောင်းတာပေါ့ဗျာအဲ့ဒီတော့ okay အဲ့ဒါဆိုရင်ကျွန်တော်ကဒါကကျတော့ company ကျွန်တော်နဲ့မဆိုင်ဘူးဒါ company ကနေပြီးတော့လုပ်ပေးတာပေါ့နော်ဒါပေမဲ့မလုပ်ပေးပါဘူးကိုယ့်ဘာကိုပဲလုပ်ရတာပါ okay အဲ့ဒါဆိုရင်တူတူပါပဲဖြည့်တယ်ဖြည့်ပုံဖြည့်နည်းတွေက okay အဲ့ဒါဆိုရင်ဒါကိုသွားလိုက်မယ်သွားပြီဆိုရင်ကျွန်တော်ကဒီမှာ submission လုပ်ရမယ့်အပိုင်းကိုရောက်လာပါပြီရောက်လာပြီဆိုကျွန်တော်ဒီမှာဒီလက်မှတ်ထိုးရမယ်အကေကိုက electronic signature ကိုဒီမှာလက်မှတ်ထိုးရပါမယ်ဒါကတော့မဖြစ်မနေလက်မှတ်ထိုးရမှာပေါ့နော်တချို့တွေကအကေ electronic signature ပဲသူကဒီမှာပြထားတာဖြစ်တဲ့အတွက်အဲ့ဒါကိုပဲထိုးအောင်ဥပမာကျွန်တော်ကိုယ့်အောင်ပဲဒီဓာတ်ပုံလေးရိုက်ထားတဲ့ဟာလေးကိုဒီနေရာလေး copy ကူးပြီးတော့ page လုပ်တဲ့ဟာမျိုးပုံမှန်အပြည့်အဲ့လိုလေးပဲလုပ်ကြပါတယ်ဒါတော့ကိုအဆင်ပြေသလိုပေါ့နော်ကိုလုပ်လို့ရတယ် okay ထားပါတော့ပြီးရင်ကျွန်တော်ကဒီမှာ full name ခုနကတော့ကျွန်တော်ပြောသလိုပဲဒါကို full name ပဲဒီ full name ကိုပဲကျွန်တော်ကဒီမှာအပြည့်အဝထည့်မယ် last name ကိုထားခဲ့လိုက်မယ်ဒီ full name ပြီးသွားရင်ကျွန်တော်တို့ရဲ့ဘွဲလက်မှတ်မှာပါတဲ့နာမည်အတိုင်းပေါ့နော်လုံးဝနာမည်လွဲလို့မရပါဘူးအဲ့နာမည်အတိုင်းအောင်ဒီမှာတေချာဖြည့်မယ်ဒါကကျွန်တော်ရဲ့ date of birth ဒါကကိုယ့်ရဲ့ passport number ပြီးသွားရင်တော့ကျွန်တော်တို့ကဒီမှာ local ID number မှာကကျွန်တော်တို့ရဲ့ဒီမှတ်ပုံတင်နံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်မြန်မာပြည်ရဲ့မှတ်ပုံတင်နံပါတ်ဘာကြောင့်လဲဆိုတော့တစ်ခါတလေကြာရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒီဘွဲလက်မှတ်မှာကျွန်တော်ရဲ့မှတ်ပုံတင်နံပါတ်ပါတယ်လေအဲ့ဒီနံပါတ်နဲ့ဒီ notary မှာ notary ပြန်ထားရရင်သူကအဲ့လိုမျိုးသူတို့အနေနဲ့ရှင်ပြီးကြည့်လို့ရတာပေါ့စစ်လို့ရတာပေါ့နော်အဲ့သဘောမျိုးအတွက်ပါအဲ့ဒီတော့ဒီ local ID နံပါတ်ကမှတ်ပုံတင်နံပါတ်ကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့လိပ်စာဖုန်းနံပါတ်ဒါတွေကလွယ်ပါတယ်ခုနကတော့အတိုင်းပဲကိုယ့်ရဲ့လိပ်စာတွေဒီလိပ်စာတွေပါထည့်မယ်စင်ကာပူဆိုစင်ကာပူလိပ်စာပေါ့နော်အဲ့ဒါတွေအကုန်လုံးထည့်ပြီးသွားပြီဆိုရင်ဒီနေရာမှာ passport ကိုကျတော့ not PDF တဲ့ PDF မဟုတ်ပါဘူးတဲ့ဓာတ်ပုံရိုက်တဲ့ဟာပေါ့နော် JPEG file သဘောမျိုးပေါ့နော်ဓာတ်ပုံရိုက်ထားတဲ့ဟာကိုပဲသူတို့ရှိကိုဒီ attach ထွဲရမှာပေါ့နော် attach drop လုပ်ပြီးသွားပြီဆိုရင်သူတို့ရှိစပြီးတော့ submit လုပ်လို့ရပြီပေါ့နော်အဲ့ဒါ submit လုပ်လိုက်ပြီဆိုတာနဲ့သူတို့ကစပြီးတော့ဒီမှာအဲ့ဒါ account ထပ်ဖြည့်နောက်မှကြံသေးတယ်နောက်မှကြံတဲ့ကိုယ့်ရဲ့ဒီတက္ကသိုလ်ပေါ့နော်ကိုယ့်ရဲ့ဒီ institution name ဆိုကိုယ့်ရဲ့ university ပေါ့နော်ကိုယ့်ရဲ့တက္ကသိုလ်ပြီးတော့အဲ့တက္ကသိုလ်ကျွန်တော်တို့က website မှာရှာလိုက်ပြီဆိုတော့ကိုယ့်ရဲ့တက္ကသိုလ်ရဲ့ဒီကျွန်တော်တို့ website နာမည်ပေါ်လာလိမ့်မယ်နော်အဲ့ဒီ website ကိုကျွန်တော်ကဒီမှာဖြည့်ပေးရမယ်ဘာလို့လဲဆိုတော့အဲ့ website ကိုသူကသွားရှာပြီးတော့အဲ့ဒီမှာရှိတဲ့ email လိပ်စာကိုသူတို့က email ပို့ပြီးတော့စစ်ဆေးမှာဖြစ်ပါတယ်ဒါကကိုယ့်ရဲ့နိုင်ငံပေါ့နော်အဲ့ဒါပြီးသွားရင်ကျွန်တော်ကရိုး BSc ဖြစ်တဲ့အတွက်ကျွန်တော် BSc လို့ပဲကျွန်တော်ဖြည့်လိုက်တယ်ဒါကကျတော့ကျွန်တော်ဘူမိဝေဒနဲ့ကြောင်းမိတာဖြစ်တဲ့အတွက်ကျွန်တော် geology ဆိုရကျွန်တော်ဖြည့်လိုက်တယ်ဒါကတော့ကိုယ့်ရဲ့ major နဲ့ကိုယ့်ရဲ့ဘွဲပေါ့နော် B သမားတွေက B ဘွဲပေါ့အဲ့ဒါပြီးဒီမှာကျတော့ distance နဲ့အကြောင်းပြီးရလူတွေက distance education direct ကျွန်တော်ကကျတော့ direct ပေါ့နော်ကျွန်တော် full time direct တက်ထားပြောတော့ကျွန်တော်ဒီ direct ထည့်မယ်ကျွန်တော် full time ကိုကျွန်တော်လုပ်မယ်ဒါကတော့ကိုယ့်ရဲ့ဒီ
ဘွဲ့ကဘာနဲ့ဘယ်လိုပြီးသားရဲဆိုတဲ့ဟာကိုယ့်အကူဖြည့်ပြီးတော့ဒီမှာဟိုဒါလုပ်လို့ရပါတယ်အဲ့ဒါရပြီဆိုရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ဒီမှာနံပါတ်1ကဒီကြောင်းပြီးတဲ့နှစ်ပေါ့နော်ကြောင်းဘွဲယူတဲ့လာနဲ့နှစ်ပေါ့နော်အဲ့ဒါဒီမှာထည့်ရမယ်ဒါကကျတော့ကိုစပြီးတော့ကြောင်းတက်တဲ့လာနဲ့နှစ်ကိုဒီမှာထည့်ရမယ်ပြီးတော့ကြောင်းပြီးတဲ့လာနဲ့နှစ်ကိုဒီမှာထည့်ရမယ်အဲ့ဒါတွေအကုန်လုံးကကျွန်တော်ကဟိုမှတ်မိတယ်ပေါ့ဒိတ်အတိအကျတော့မှတ်မိပေမဲ့လာတွေတော့အကုန်လုံးမှတ်မိတယ်လေကျွန်တော်12လပိုင်းမှာအများသောအားဖြင့်ကြောင်းနေစတက်ရတာဆိုတော့လေโอเคအဲ့ဒါဆိုရင်တော့ဒါတွေဆိုရင်ရပြီဆိုရင်အဲ့ဒါတွေဖြည့်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ကျွန်တော်တို့ရဲ့ဒီဘွဲလက်မှတ်ပေါ့နော်ဘွဲလက်မှတ်ကို original ဘွဲလက်မှတ်ကိုဒီဘက်မှာ attach တွဲမယ်ဒီဘက်ကကျကျွန်တော်တို့ကဒီ additional document နေရာမှာကကြတော့ဒီမှာကိုယ့်ရဲ့ဟိုးစားပေါ့နော်ဗာလဲကျွန်တော် notary ပြန်လာတဲ့ဟာကိုကျွန်တော်ဒီမှာ attach တွဲလို့ရပါတယ်အဲ့ဒီတော့ဒါဆိုရင်တော့ကျွန်တော်တို့ကဒီပြီးသွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ကပြီးသွားပြီပြီးသွားတယ်ကျွန်တော် submit သူတို့ submit လုပ်လိုက်လို့ရပြီပေါ့နော် submit လုပ်ပြီးသွားပြီဆိုတာ ਨੇ သူတို့တွေရှိဒီကောင်လေးကို access လေးယူထားပြီးသွားရင်သူတို့ WhatsApp ကနေတစ်ချက်ပြန်ပြီးထပ်ပြီးတော့လည်း confirm လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ item confirm လုပ်လိုက်တယ်ဒီမှာဒီကောင်လေးကိုသူတို့ရှိကိုပို့လိုက်ပါပြီဆိုတဲ့ဟာလေးကိုကျွန်တော်ဒီဟိုထပ်ပြီးတော့ confirm လုပ်တာပေါ့နော်ဒါဆိုရင်တော့အကုန်လုံးပြီးသွားပြီဒီယောက်ကဟာလေးတွေကတော့တည်ထားတဲ့အကြောင်းအရာလေးကို तू ကဒီမှာထပ်ပြထားတာပေါ့နော်အဲဒီတော့ကျွန်တော်တို့အနေနဲ့ကဒီကို submit လုပ်ပြီးသွားပြီဆိုရင်သူတို့တွေကိုကိုယ့်ရဲ့ status နဲ့ပတ်သက်ပြီးတော့သူတို့တွေရှိကျွန်တော်ကလှမ်းပြီးတော့မေးလို့ရတာပေါ့နော်ကျွန်တော်ကတော့အများအားမေးတယ်နှစ်ပတ်ပြည့်တဲ့အချိန်မှာစပြီးတော့မေးတာပေါ့နော်သူတို့ဒီပေးထားတဲ့ဒီ WhatsApp number ကိုပဲကျွန်တော်စာပို့တယ်ဆိုရင် तू ကကျွန်တော်တို့အဲ့လိုမျိုးဒီ submit လုပ်လိုက်ပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီ number ပေါ့နော်ကျွန်တော်ရဲ့ case ပေါ့ case ရဲ့ number ကကျွန်တော်ရလိမ့်မယ်အဲဒီတော့အဲ့ case number ကို तू ကတောင်းတယ်အဲ့ဒါဆိုကျွန်တော်တို့ကအဲ့ကိုယ့်ရဲ့ဒီ number နဲ့သူတို့ချီကိုဒီ number ဖြစ်ပါတယ်ဆိုပြီးတော့ပေးလိုက်တာနဲ့သူတို့ကကိုယ့်ရဲ့ဒီ status နေထားအောင်ပေါ့နော်သူတို့လှမ်းပြီးတော့ပြောပြပေးပါတယ်ဒီကျွန်တော်ဘာကြောင့်ဒီ RMI နဲ့လုံးလိုက်တာလဲဆိုတော့ RMI ကသူတို့ကဒီမြန်မာပြည်ထဲမှာသူတို့က local team ပေါ့နော်ဒီအဲ့လိုမျိုးတချို့ခက်ခဲတဲ့ကျောင်းတွေကိုတချို့ကျောင်းတွေကိုဆက်သွယ်ရတာခက်ခဲတဲ့ကျောင်းတွေဆိုရင်သူတို့ကဒီအဲ့လိုမျိုး local team တွေနဲ့ချိတ်ဆက်ပြီးတော့သူတို့ကဒီလှုပ်ပေးတာဖြစ်တဲ့အတွက်ဟိုမြန်ဆန်တယ်ပေါ့နော်ကျွန်တော်ဆိုရင်နှစ်ပတ်လောက်ထိကျွန်တော်ဘာမှမကြားဘူးပေါ့နော်ကြာနေတော့ကျွန်တော်တောင်တက်ဆိုကြာနေတော့အမှန်နဲ့ကျွန်တော်တို့စက်တိုက်ဒီ chase လောက်တာပေါ့နော်ဟိုမရနိုင်သေးဘူးလားမရနိုင်ကျွန်တော်အများနဲ့မေးတာပေါ့နော်မေးတော့နောက်ဆုံးကျတော့တို့ကနောက်ဆုံးဒီ3ဘတ်မြောက်တဲ့အပတ်မှာတို့ကသူတို့တွေဒီတိုင်းဆက်သွယ်တာအကြောင်းကဒီ response မလုပ်ဘူးဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့သူတို့ local team ကိုသူတို့တွေချိတ်ဆက်ပြီးတော့လှုပ်ထားတယ်ပေါ့နော်လှုပ်ထားတာဖြစ်တယ် local team နဲ့ချိတ်လိုက်ရင်တော့သူတို့တွေမြန်ရနိုင်မှာဖြစ်တဲ့အတွက်စိတ်မပူပါနဲ့ဆိုပြီးတော့သူတို့ကျွန်တော်ကိုဒီ WhatsApp ကနေပြန်ပြီးတော့အကြောင်းပြန်တယ်အဲ့အကြောင်းပြန်ပြီးကန်ကောင်းချင်တော့နောက်2ရက်လာပဲချက်ချင်းပဲချက်ချင်းသူတို့တွေဟိုဟာရပါပြီဒီ email result ရပါပြီအဲ့ဒါရပြီဖြစ်တဲ့အတွက်သူတို့တွေအခုဟိုသာလုပ်မယ်ပေါ့နော်final review လုပ်ပြီးသွားရင်ကျွန်တော်တို့တွေဒီ certificate ဒီသူတို့ရဲ့ဒီ RMI ကဒီလောက်ထားရဲဆိုတဲ့ certificate ကိုထုတ်ပေးပါမယ်ဆိုပြီးတော့သူတို့ကျွန်တော်ကိုနောက်ဆုံး2ရက်ပြည့်တဲ့ပြင်မှာကျွန်တော်တို့ဒီ email ပြန်ပို့ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တချို့ agency တွေကကြတော့မြန်မာပြည်လက်ရှိမြန်မာပြည်အနေထားနဲ့ကြတော့ local team ချိမှသာအဆင်ပြေနိုင်မှာပေါ့နော် local team မရှိဘူးဆိုရင်တော့မြန်မာပြည်မှာလက်ရှိမှာကအဲ့လိုမျိုးចောင်းတွေကိုတွားလုပ်ပေးမဲ့လူမရှိရင်တော့နည်းနည်းခက်ခဲမယ်လို့ထင်တယ်တချို့ agency တွေကကြတော့ဟိုဘယ်လိုပြောမလဲဆိုတော့ဒီကိုဘန်ကိုကြောင်းသွားပြီးတော့တပြောပေါ့နော်အဲ့လိုမျိုးလဲပြောခိုင်းတဲ့ agency မျိုးတွေရှိတယ်ဟိုတချို့တွေကကြတော့ကိုကပို့ပြီးတော့တေချာခြင်းနေဆိုရင်ဟိုမိသားစုဝင်တွေဘာတွေကကိုပြီးတဲ့အကြောင်းတက္ကသိုလ်နားမှာပဲနေကြတာပေါ့နော်အဲ့လိုမျိုးအိုင်နာဝင်းကျင်မှာပဲရှိတယ်ဆိုရင်အဲ့လိုလူမျိုးတွေဆိုရင်တော့ဒီ RMI ကဘယ်ဖြစ်ဖြစ်တခြား agency ကပဲဖြစ်ဖြစ်အကြောင်းတွေကိုဒီ submit လုပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကနောက်1ရက်2ရက်လောက်ဆိုတော့အဲ့ကြောင်းကိုသွားပြီးွားနေကျွန်တော်တို့မိသားစုဝင်သွားမှရတာเนาะအဲ့ဒါကလည်းเนาะဟိုကျန်တဲ့တငယ်ချင်းတွေပါသွားလို့မရဘူးကျွန်တော်တငယ်ချင်းရတောင်းမှာရှိလို့ကျွန်တော်သွားပြီးတော့ကြောင်းသွားပြီးတော့အကူကြီးတောင်းတာတော့မှမရဘူးပေါ့နော်မိသားစုဝင်တယောက်ကပဲလာပြောမှရမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်အဲ့ဒီတော့မိသားစုဝင်တွေကတယောက်ကသွားပြီးတော့ကြောင်းမှာပေါ့နော်ဒီနာမည်နဲ့ဒီနာမည်ဒီ passport number နဲ့ဒီ agency ကစင်ကာပူက agency name ပေါ့နော်ဟိုမှာဒီ RMI လားတခြားဟာလားပေါ့နော်အဲ့လို name တွေနဲ့ဒီအကြောင်းကို email ပို့ထားပါတယ်ဒါလေးကို verification လုပ်တဲ့ဟာလေးကိုအကြောင်းအမှတ်လေးတွေနဲ့စစ်ပြီးတော့မှန်ကန်ဟိုဒါမှန်ကန်ကြောင်းပေါ့နော်email လေး
ပြန်ပေးပါဆိုပြီးတော့ request တောက်လောက်တာပေါ့နော်အဲ့လို request လုပ်ပြီးတော့သူတို့နည်းနည်းပါပေးရတဲ့ဟာမျိုးလေးရှိနေဒါပေးလိုက်တာပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တဲ့ဆိုရင်တော့ပို့ပြီးတော့မြန်မြန်ဆန်ဆန်အဆင်ပြေပါတယ်တချို့ agency တွေကတော့ကြောင်းသွားဖို့အတွက်ကိုသူတို့ကတော့မပြောဘူးတပတ်သူလုပ်မယ်ပေါ့နော်ဒါကိုယ့်အနေထားနဲ့ကြာနေတယ်လို့ကိုယ့်ဘက်ကိုထင်တယ်ဆိုရင်တော့ကိုယ့်ဘက်ကိုအဲ့လိုမျိုးလေးကြောင်းသွားပြီးတော့စုံစမ်းမေးမြန်းလို့လည်းရပါတယ်ဒါကတော့ကျွန်တော်လုပ်ခဲ့တဲ့ဟာလေးပါကျွန်တော် RMI ကိုဘာကြောင့်ရွေးရဲဆိုတော့အဲ့လိုမျိုး local team ရှိတဲ့အတွက်ကျွန်တော်မိသားစုကလည်းရန်ကုန်မှာနေတယ်ကြောင်းပြီးတာလည်းတောင်ငူဆိုတော့မိသားစုကလည်းမသွားနိုင်တော့အဲ့ဒါမျိုးကျွန်တော် RMI ရွေးပြီးတော့လုပ်လိုက်တာဖြစ်ပါတယ်အဆင်ပြေပါတယ်